ရဲ့တခါမှလို့ဆရာသားသွေးမရိမ့်နဲ့ဤလို့စားသေးအလိုတက်ခေအသေးကြီးဆရာဆန်းကဘာတွေများရွတ်ဖတ်တဲ့ဆဲနေပါလိမ့်တော့ခမတက်ခေဥသူတော်ကိုရစီလားဟုတ်ကဲ့ကြွပါဗျာကြွပါတယောက်နဲ့တယောက်အကြောင်းတည်တွေပဲဗျခမနဲ့ကျုပ်နဲ့ဟာဘာတွေတဲ့ဆဲနေတုံးလို့မေးရသေးသလားသမင်းသေးကဖြစ်လာတဲ့ရသိနဲ့ဥသူတော်ဆိုတော့ဂီတနဲ့ဘယ်ကင်းနိုင်မှာမလဲဗျဟာကျုပ်ကလည်းသိလိုက်ပါရဲ့လေဝါသနာဆိုတာအမတန်ဖြတ်နိုင်ခဲ့မြပဲကျုပ်ကြည့်လေသူတော်သူမြတ်တာလုပ်နေတဲ့လူပြက်ကဖြစ်လာတဲ့သူတော်ဆိုတော့ယခုတဲ့တိုင်အောင်သွဲခြင်းနဲ့စိတ်ကရှိသေးတယ်ဗျဘာဆိုင်လို့တော့ဗျအဆိုကတာဝါသနာပါရပါမယ်ဩတတ္တယုံဆိုတဲ့မင်းသမီးနဲ့ကာတုံးကတထေးတူးနဲ့အောင်သွဲပေးဘူးတာသတိရလို့ပါခင်ဗျတော့ယုံပါတယ်လေအိမ်မှာတောင်မှမြင်းမကြီးမွေးထားသေးတာအောင်သွဲတော့ဘာဆိုင်လို့လဲဗျအောင်သွဲလုတ်တဲ့နိမ့်ပြစာအုပ်ကဖတ်ကြည့်လို့ရှိပါတယ်ဒီလိုပါကိုယ်တိုင်သွားပြီးတော့မပေးဝင်တဲ့အပြိုများကြတော့ဒီမြင်းမကြီးစီးသွားတယ်မဟုတ်လားလို့တော်ပါဗျာဓာပြားနားထောင်တဲ့ပုဂ္ဂိုလ်တွေကကြားရင်ရှက်เสียတော်ပါပြီဥသူတော်နဲ့ကျုံနဲ့တော့ဒီဝတ်တာဝတ်ပြီးတော့နေကြတယ်စိတ်ကတခြားဖြစ်နေတော့နိဗ္ဗာန်ထင်သားလို့နိဗ္ဗာန်ကတန်တကားတို့အဖြောက်တို့ရိုးရရတဲ့တို့ဆိုတဲ့ပသိမ်တိစိတ်တောင်ရောက်နိုင်မှာမဟုတ်ဘူးနိဗ္ဗာန်ဆိုတာတခြားရှားနေရတာမဟုတ်ပါဘူးဗျာပျော်ရာနိဗ္ဗာန်ပါဗျာအလိုပျော်အောင်မဲလို့များလုံးမလဲဗျာတက်သူတော်နဲ့တက်ရသေးဆိုတော့ပျော်ရွှင်လာအောင်ဟာလောကီတလီအိဋ္ဌိယဆက်ကလေး12ပါးရွတ်လိုက်ရင်ပျော်ရွှင်လာမှာပေါ့ဗျာအိဋ္ဌိယဆက်12ပါးတယောက်တစ်ပြန်စီကြောက်ကပဲစလိုက်ပါမယ်ခင်ဗျာရွတ်စမ်းမြလင်သားဖြစ်သူမယငယ်ယူတဆူဆူတကြွကြွမိရပိစေနဖူးစားပဲငန်းငန်းတဲ့ထွက်ရလင်းရှာမရပါချိန်ခါပြုံးရဲ့မုတ်ဆိုးမဆဲရှင်နဖူးစားတတ္တဝါနာမရဲ့ကျင်းဖို့ဝေတွေးတိုင်းစိတ်ပြဲအပြိုကြီးဆဲအယောင်ဝဲပြီးအိန္ဒိယရှိမိကောင်းဖခင်ရကန်းစင်ချင်းငင်းဝါပိုင်အပြောမရရင်လူတိုင်းနှစ်သက်မိမကောင်းဆက်ဥသူတော်ကဒီလိုလာတော့ကျုပ်ကလည်းဒီလိုရှိပါသေးခင်ဗျာလာကြပါဗျာအင်းကြီးခွာကြလူကိုသားလေလှပါတနခမြက်ခုံးဝေးတား၍စကားအရာယောက်ျားတဲ့စွာအာနာပြင်းလေရန်ကုန်သူစေဓမ္မောက်စမှုစာထတ္တရာနှင့်ပလာတာစိတ်သားနေတိုင်းစာကာလာသာနှစ်တဲ့အောင်ွယ်ဆဲယောက်ျားကလေးရင်အဝတ်စားဆင်၍မြင်၍မတင်တဲ့ဘိုင်စကယ်ငါဝဲလို့ပေးမင်းစိတ်အဲ့တော့တစ်ဖြည်းဖြည်းပူရအောင်နူးtheဘီလူtheပဲအမေကြီးဆဲအသားနီစစပူပြပြနဲ့နောက်ညစိန်ပြီးဆိုင်းပုတ်ကြီးနဲ့ထီးကပန်းရောင်အယောင်နဲ့တကွက်ကွက်လင်းလိုခြင်းနဲ့ဆဲစိကရဘူးလေရီရှူနဲ့နယူစတိုင်းပရေအိတ်ကိုကန်၍ကလထိုင်းအပဒေါ်လာပြားနဲ့ရွှေသွားတလဲလဲကြောက်စရာကြီးဆဲရေမွေးဆုတ်ခါလက်ကမွာနဲ့နှိုက်ခါလူယူငွေဆက်ကူနဲ့မူကားတရီအနာမှာကြီးကားပြီးသုံးခွဲကဇမင်းသမီးဆဲကရင်ကဗျာတရုတ်ကလားနဲ့စကားပြောရမျက်လုံးကကြားစားစရာတစိမ့်စိမ့်ငွေပါလိမ့်အငိမ့်ရှေ့ထွက်လက်ထောက်စေရွှေကိုင်းမျက်မှန်တိုက်ပန်းပန်း၍ကြောက်အင်ကြီးသည်စတုံးကြီးနဲ့ခရီးလမ်းလျှောက်နေတကာရောက်လက်ကောက်တစ်ဖက်ကပိုင်လုံးဆဲစကလေး12ပါးရွတ်တန်ကြားကအများလူတွေရှောင်းကွင်းမဲလို့မသွေးခါကတာမာသည်မြတ်သည်ဆရာပညာသည်အောင်ယခုပြောတာမှန်ပါပဲတဗျအောင်ယခုပြောတာဟုတ်ပါပဲတဗျအောင်ယခုပြောတာထိပါပဲတဗျအောင်လူတွေမှတ်ကြလေဟုံယခုယောသညာမြတ်ဘုံညာကိုတစမကြ
အမှန်စေရနာပေးဝေပါသည်အထက်မှာလက်ဖက်အောက်မှာငပိရှိသမျှသုံးဆွဲကြလောကုန်းနေမော်တော်ကားရေနေခွာကလာကြသမျှအမယူတော်မူကြပါဗျိုခေါ်ခဲ့သာဓုခေါ်ရပါမယ်မင်းကအမယူတော်မူကြပါဆိုတော့ငါကခေါ်ခဲ့လို့လုပ်ရတာပေါ့မောတာလည်းတကြပေးရမှာတာလေးကအဲ့ဒီတာလေးကလည်းငါပေးပါလားမမယောက်ျားရှိလားငါလားယောက်ျားရှိတယ်အပြည့်မဟုတ်လားအပြည့်မဟုတ်ဘူးမရဘူးမအပြည့်နော်အလကယူတော့ယောက်ျားရှိတော့မရဘူးတာလေးကကိုမယူနဲ့ကျွန်တော်ကိုယူသွားပါလားတော့ပါကလားလူပါဝါကျွန်တော်ကိုရတော့ယူတော့ခမပတိနကဖေမချောချီနကဖေမအားလုံးမရှိဖေမကြောက်စီနကဟုတ်တယ်မမအမွေးရှိလားငါအမေရှိတယ်အမေအမွေးရှိတယ်မကမ်းဘူးဘာဖြစ်တယ်လဲစူရဲမစူရဲတော့ပါကလားငါသွားပါမယ်အိမ်လည်းပြန်မအောင်ပါပဲဈေးရောက်လို့ကလည်းမကောင်းဘူးအိုးချင်းအမေဘယ်သူတော့ငွေစိတ်လာဟဲ့ဟုတ်ကဲ့အမေဝေအတော်ကြီးပြန်လာမလားအေးအညီနဲ့နော်ဈေးရောက်လို့မကောင်းလို့အမေကကျမဒီနေ့စောပဲပြန်ခဲ့တယ်ဈေးရောက်လို့မကောင်းရင်ညကဘာကချက်မှလဲညီတို့ကအဲ့ဒီလိုကြီးငါလည်းနှိပ်တက်တယ်လေယောက်ျားကလည်းစောကလာပြီးတော့ပြအောက်ကလာပြီးတော့ပိုက်ဆံသုံးဘူးယူသွားတယ်တော့ခုကြီးကလည်းစောပြန်လာတယ်ကြီးတော့သေးလဲသေးပါမသေးလို့ရှိရင်ငါပြည့်လေးရပါသည်ဘယ်နာလဲအမေရဲ့ဘာလို့လဲတော့ဒါအမေစကားလားအမေစကားကိုလည်းကြီးကဘလူးစကားပြောချင်တယ်လားငါလည်းလိုချင်သေးတာပေါ့အသက်ကဘယ်လောက်ကြီးသေးလို့တော့ခဲ့တော်ပါရှင်ခုမှထက်သုံးနှစ်တရက်ရောကြီးသေးတာတော်ပါတရားကထက်သုံးနှစ်တရက်ရောဒီလိုလားဒီပြပြန်လာတော့ခေါင်းရမအဲ့ဒီတော့ဟုတ်တော့မူးလို့တော့ဟိုးရှင်ကိုပေါ်တာဘယ်ကျမရှင်မဝေးနေရှင်မဟန်ပါရပါလားရှင်းကြောင်နဲ့ကျမအမနာမှခက်တယ်ရှင်ကငွေကြောက်ပါလားငွေကြောက်ပါသားမဘာလို့ပေးရမှာလဲရှင်ကဒဘယ်တော့ထိုးကြလို့ပါပေးသားမပေးစရာပတ်စံတပြားမှမရှိကြောက်ကြည့်တဲ့ဟာတွေအကုန်ပြောင်းနေပြီဘယ်အကုန်ပြောင်းတာမဲလားကြွက်ကြိုက်လို့ဖြစ်ပါလိမ့်မယ်ငါယူလို့မဟုတ်ဘူးငါကြက်လေးပါတော့ပေးသားမကွာဆိုပါရှင်သားမယူလို့ရှိရင်လက်ကောက်ဘဲရောက်သွားတယ်စက်တမဲကိုကလက်ကောက်ငါပေါင်းထားမဟုတ်ဘူးလားကဲငကကောရှင်ငကကတော့အေးသရုပ်ဆိုင်မှာထမိန်ငေါရှင်ထမိန်တော့ဘလို့ဒီမှာပဲဟင်ဆွဲကြိုးကဆုံးပြီမပေါဘူးဆိုပြီးတော့ရှင်းအဖေစီမာကြီးပဲမင်းနားမလဲဘူးဟောဘေးစားကလူမျိုးကအမအစမြင်နေဆိုလို့တလက်ကိုလုံကြီးတစ်ထဲသွားပေးရင်ပတ်စံသုံးမရတယ်မင်းနားရတဲ့မင်းမစူးလို့ကွာမင်းတော်ပါရှင်ရှင်းပေါင်းမှုကွာမယ်ဘာမှပေါင်းရမှာလဲငါမဲ့ပေါ်ပါဆိုငါဖဲရိုက်တယ်အရက်သောက်တယ်မင်းငါစောစောကလုတ်တယ်မြင်းလောင်းတယ်အရက်မူးပြီးတော့တောင်ရမြောက်ရနဲ့ငါရနေကငါဘာဆိုတာရှိတယ်ဒါမှမပေါ်မှုတော့ငါမကွာဘူးလာလိုက်ခဲ့အရာမလိုက်ဘူးငါမကွာဘူးတော့မကွာဘူးကွာမယ်မနေဘူးလာလိုက်ခဲ့ဟိုးချင်းအရာလူကြီးဟာဘသူတော့ဟာရဲ့ကျမချင်းကျမငွေဆိုင်လားဟုတ်ကဲ့ရှင်ဘာကိစ္စတို့ကျမတို့လင်မယားမပေါင်းနိုင်လို့ရှင်မပေါင်းနိုင်အလွယ်သားပဲငါပေါင်းကြောင်ပြန်ပေးကြလေမဟုတ်ပေါင်းကြောင်ကောင်းကြီးမောင်းပေါင်းတာပြောတာမဟုတ်ဘူးဗျဘာတော့ကသမနဲ့ထိုးတဲ့ရောက်မှပြောတာဒီလိုမှဖဏဖြူကြီးရဲ့အရာလူကြီးရဲ့ခွေးကကျွန်တော်တို့လင်မယားဟာတစ်စိတ်ဖြတ်ပေးပါလို့ပြောပါခဏဒီလိုဆိုရင်အလွယ်သားကတ်ကြီးပါကြသလားကတ်ကြီးနဲ့မဖြတ်ပါနဲ့ပါးစပ်တန်ငုတ်ကြိုက်ပါဒါပြောတာမဟုတ်ဘူးရှင်အတငယ်မဖြည်းဖြည်းပြောတာဘာပြောတာလဲစိတ်ရှင်းပေးပါပြောတာဒီလိုတော့လေအလွယ်သားဘီးနဲ့ခုတ်ချလိုက်ပြီးတာပေါ့
ခေါင်းဖိတာပြောတာမဟုတ်ပါဘူးဆရာကြီးရဲ့ တို့ဘာပြောတာတို့ လေမင်းရဲ့ကိုကျွန်တော်ကသူကမပေါင်းနိုင်ဘူးကွာကျွန်တော်ပြတ်ပြတ်ဆက်ဆက်ပြအောင်လုပ်ပေးပါလေဗျာအမှုရှာတာပါဗျာကျွန်တော်ဘာမှသိုးတာမဟုတ် ကွာခြင်းလို့လား ဘူးကျွန်တော်ဒီခါပြဒီကျွန်တော်ပထမပြောတဲ့စကားလည်းဥပါခင်ဗျာ ဆက်ကောင်ဖွေတာမင်းပထမပြောတဲ့စကားလက်ဥဆိုတာမင်းနှမကြီးမသာမင်းပြောတာ ဘယ်လိုဆရာကြီး ဘာတို့ ကျမကိုသူရိုက်ပါတယ်ရှင် ဆက်ကောင်မင်းရိုက်တယ်ဆို ကျွန်တော်မလိုက်ပါဘူးဗျာဗျာသူပါလေ မရိုက်ပါဘူးဗျာဆိုတဲ့မင်းအဲ့ထဲကဖဲတော့ကဘာလုပ်ဖို့တော့ ကျွန်တော်ဒါအပေါင်း30ဆိုတော့ပါလေကျွန်တော်တနေ့ကကျွန်တော်မူးပြီးတော့ပြန်လာတာကိုလက်ကျွန်တော်ကန်းလာလုပ်တယ်ဆိုပြီးယူတယ်ကြာကြီး ဖွေတာနောက်ဆုံးမင်းနောက်ဆုံးမင်းလွန်နေဒါကြောင့်မင်းအဝတ်တစ်ထည်ကိုတစ်ခုနဲ့ခနဲ့အိမ်ဘောကမင်းရှင်းဟုတ်ကဲ့ငယ်မမင်းအရွယ်ကလည်းငယ်တယ်ရုပ်ကလည်းလှတယ်ကြလားမင်းရှိပစ္စည်းနဲ့ကိုင်ငါအိမ်ဘောမှာပဲနေမိတာကိုရစီရေကိုရစီအမေဘာများတွေးနေတယ်လဲခေါ်တာတောင်မကြောက်ဘူးလားဗျ။အော်ကိုရဆန်ခေါ်လား။ဟုတ်ကဲ့ခေါ်တာတောင်မကြောက်ပါဘူးဗျာ။ကျွန်တော်ယူပါရုံမရှိတယ်လားစိတ်ညစ်မလို့။အော်စိတ်မညစ်ပါနဲ့ဗျာ။လူဆိုတာဟာပိဋကဘာသာပေမျိုးတွေလား။အလကားနောက်မနေပါနဲ့ဗျာ။လာရှိနေဗျာသွားရအောင်။အော်ဖျားဖူးခြင်းလို့လား။ဘေဒင်လေးပါလေမေးရင်ပေါ့ဗျာ။ဘေဒင်တော့ရှုပ်ဟောပါမယ်ဗျာ။မြတ်ကိုရတာဘေဒင်တိုက်ရဟောစမ်းဗျာကျွန်တော်59ခုပါ59ခုဟုတ်ကဲ့59ခုဆိုတော့ကြောင့်နောအဒွေအတရာသာသာကိုနောအဒွေအကုဆိုတော့ကြောင့်ဘယ်နှစ်ကားရှိသွားလဲခဏခုပြောရင်နှစ်ရှိရပါတယ်ဟောတွက်နေတော့ကြာမှာသုံးလို့ပါဗျာတိုင်းဒါပြည့်ကိုဟာကိုနှုတ်ကြတာရုံစရာကောင်းတဲ့နေရာကိုဟာကိုတွက်ကြည့်လို့ပြောတာခိုင်ပါနေတာလေကျွန်တော်အင်္ဂဟုကအင်္ဂါနဲ့အင်္ဂါဘုံတူပြဘုံတူဒီလိုလုပ်ပါဗျအင်္ဂါနဲ့ဘုံတူနဲ့ရားနဲ့မွေးတာပြီကြားတဲ့ကမွေးမတော့အတိလားသို့တော်လည်းပဲယောက်ျားရဲ့မိန်းမရဲ့လို့ဆိုရင်တဏှီတညွတ်တမ်းမနေနိုင်ပါဘူးတစ်ဖက်ဖက်ပါရပါမယ်ဗျအင်္ဂါပဲပါတယ်ဒီအင်္ဂါသားဆိုပါတော့ဟုတ်ကဲ့အင်္ဂါသား59ခုွားဆိုတော့ကြောင့်အမေခင်ဗျမခင်ဘူးဗျာဟုတ်ကဲ့ခင်ဗျမမွေးခင်နှလုံးတစ်ပတ်နဲ့ဖုတ်ဆက်နဲ့တိုက်နေတာကြောက်ကြပြီလေမျက်ခတ်တင်ကိုရဟုတ်ကဲ့အမေပြီးတော့လည်းပဲခမရဥတီဘွားခမရဟုတ်ကဲ့ဥတီဆိုတော့အပုတ်ဘွားဗျာဟုတ်ကဲ့အပုတ်ဘွားမှပါကြောင်ပြီးတော့ခမရမွေးတော့ခမရမေရေမချိုးဘူးဗျာဥတီသဘောမကြော်တော့ဘူးလို့ဆိုရမို့လားဟုတ်တော့လည်းပဲခမရဘေးတွေကောင်းတယ်ခမရနာတာကလည်းကောင်းလာတယ်နိကြရဏီတော့ကြရဟိတဇာတိနာသောနာယတယထပရိကောတိကောဟူ၍နန်ဂျိုနဲ့ခါစီနေအိတ်ရှင်9တိုင်အုတ်အိတ်သပိတ်အိတ်ရာကစက်ကွက်တီရုပ်ကိုရခြင်းကြောင့်ခင်ဗျာရှင်းမရင်တော့ရှင်းအောင်ပါဗျာအမေဘယ်တိုင်းပြင်လဲတရုတ်ပြင်မြောက်ပိုင်းပါဗျာတိုင်ဒါဖြင့်ဒီရပဲကျုပ်ခဏကုန်းရှင်းလွတ်လိုက်ပါတော့အခုဇာတာလေးနည်းနည်းနေနေတယ်ဗျာဘယ်လိုလုပ်ရမလဲဇာတာမြင့်အောင်ခေါင်းမိုးထိုးထားဗျာအခုဇာတာခိုင်တဲ့ခိုင်အောင်ဒီလိုလုပ်ဗျာဘယ်လိုလုပ်မလဲရေနာခဏတုတ်ပေးရမယ်ဗျာသို့တော်လည်းပဲခင်ဗျာဒီရရကလေးခြေပေးလိုက်ရရရလေးခြေရမယ်ဗုဒ္ဓရရဗျဟုတ်တယ်ဗျဗုဒ္ဓရရကခမခေါင်းကဆံခုနှစ်ပင်ကိုနှုတ်ဟုတ်တယ်ဆံခုနှစ်ဆုံးနဲ့အင်္ဂါနာဖျားသွားပြီးတော့ဟုတ်ကဲ့မလားညာဘက်မျက်လုံးနဲ့ပဲပုံစီတီတဲလိုက်ဗျပါဇက်ကိုတရားခဲဖင်းညောင်ထောက်ဗျနေရွက်ကိုရေသွန်းတူအောင်ပဲလေဒီလည်းမတက်ဖဲနဲ့တောပြောတောင်ပြောနဲ့ပေရင်ငရဲရောက်မှာပဲအလိုငရဲမရအောင်ဘယ်နဲ့လုပ်မလဲဗျငရဲမရအောင်ဘိန်းရှူရင်မျိုး၅ပါးဆိုသားပြီးတော့ငရဲကြည့်တာဗောဗျဘိန်းရှူရင်နတ်ပြည်တောင်ရောက်ပြီးဘယ်လိုကြောင့်ညာငါသေးသွားရောသေးသွားတော့ငရဲပြည်ရောက်ပြီရောငရဲပြည်ရောက်သွားတော့ငရဲမင်းကြီးကမေးတယ်နင်လူပြည်တုန်းကဘာလုပ်တုံးပြီးတော့ငါကသကလိန်နဲ့ပြောလိုက်တယ်ဘယ်လိုပြောကျွန်တော်မျိုးရှူရှင်းတယ်လို့ပြောလိုက်တယ်ဒီတော့ငဲမင်းကြီးကနားကြလွဲပြီးတော့အလှပေးတယ်လို့ကြားတာပွာတော့မင်းနတ်ပြည်တက်ပြီးတော့နတ်ပြည်ငါရောက်သွားတတုမဟာသေးဘုံကြတော့ညကြတော့ငါကတယောက်တည်းကြောင်းနဲ့မိကွက်နဲ့ထပြီးဘိန်းရှူတာပေါ့ဘိန်းရှူတော့တရားမင်းကအဝေးကနေနေတယ်
ကိုကုန်းကမိကလေးလေးနဲ့နတ်သားဘာလုပ်ပါလိမ့်မယ်ပြီးတော့မတင်ကားတော့ငါဘုံကူးလာပြီးတော့အတင်နတ်သားအတင်ဘာလုပ်တုံးပြီးတော့ငါကဖွင့်မပြောချင်တော့ကျွန်တော်ဟိုနည်းဟွာလုပ်တယ်ဟိုနည်းဟွာပြင်းပြမြန်ကြီးနေတယ်ကျွန်တော်နည်းနည်းပေးထားမှာတရားမင်းကဒါနဲ့တရားမင်းကဘိန်းထိုးပေးလိုက်3ရက်လောက်ကဆက်ထိုးပေးလိုက်တယ်မင်းတရားမင်းဘိန်းကျွဲရောတရားမင်းဘိန်းကျွဲတော့နောက်တော့မနေနိုင်ဘူးလေနောက်တစ်ခါလာပြန်ရောအတင်နတ်သားတော့ဟိုနည်းဟွာရှိသေးရဲ့လားခဏခဏတောင်းမှများတော့ငါကကုန်းပြီးလို့ပြောလိုက်ကုန်းပြီးလို့ပြောလိုက်တော့မလိမ္မာနဲ့ဗျာစီးအောင်မှာပါပဲဆိုပြီးတော့တန်ဖုံးတဲ့ရှိမလားလို့တန်ဖုံးကိုပုတ်ရှာတာအဲ့ဒါလူကြီးကမိုးချင်းတယ်ဒါနဲ့အတင်နာသားတဲ့ကိုရင်းဟွာဘယ်ရတယ်မေးရောငါကလူကြီးရတယ်လို့ပြောလိုက်တာဗျဒါနဲ့လူကြီးရတယ်ပြောလို့လူကြီးဆင်းပြီးတော့တရားမင်းဘိန်းဝယ်တာအဲ့ဒါတချို့ကတင်းညံကြတယ်မသိကြလို့သို့တော့တရက်ကြက်တယ်ဆိုတာကဘာလဲတရက်ကြက်တယ်ဆိုတာကရင်မျိုးနဲ့တွေ့နေလို့နှစ်ရက်ကြက်တယ်ဆိုတာကနှစ်ရက်ကြက်တယ်ဆိုတာကဘိန်းတိုင်ပိတ်ထားတယ်ပြောအောင်ဒါနဲ့တရားမင်းလည်းပိုက်ဆံကမရှိတော့ခေါင်းကမကိုက်ကြီးပေါင်ပေါင်ပြီးတော့ဘိန်းကားနဲ့ဝင်ဘိန်းရှိရှိစဉ်ကလွန်းနေတာဘူးနတ်ပြည်မပြန်နိုင်ဘူးပြီးတော့နတ်သမီးတွေကသူ့စိတ်ကသူ့မာလာသူ့စိတ်ကသူ့နန္ဒာတွေကအလူတရားမင်းနတ်ပြည်ရဲ့ကြီးကြီးကြီးဘာကြောင့်မလာပါလိမ့်လို့ဟဲ့ညီမတို့လူပြည်ချင်းပြီးတရားမင်းချင်းခေါ်ကြအောင်သူပြီးတော့သူတို့ကလူပြည်ချင်းပြီးချင်းခေါ်မလို့နတ်သမီးတွေကတရားဗလာတွေချန့်ဝတ်တာဒါလူပြည်ကရှက်စည်းလို့အယောင်အဝါတွေကိုဒါနဲ့နတ်သမီးတွေလည်းလူကြီးဆင်းပြီးတရားမင်းလိုက်ရှာတယ်လိုက်ရှာတော့တရားမင်းဘိန်းကားနဲ့တွေ့တာတွေ့တော့အပြင်တရားမင်းထအပြင်နတ်တပင်အကြီးဝေးကြီးအပြင်နတ်သမီးတွေငါလည်းခေါင်းကမကိုက်ကြီးမရှိဘူးငါမလာနိုင်ဘူးရောဒီတိုင်းမှဆက်ကြပြီဟဲ့သူစီတာသူနန္ဒာတို့လာအောင်တို့လည်းပိုက်တာမပါဘူးပါတဲ့အဝိစားတွေပေါင်းညာအောင်ဆိုရဲ့ဒါနဲ့နတ်သမီးတွေကအဝိစားတွေပေါင်းပိုက်ဆံကနေမရွေးလောက်ဒါနဲ့ကလပ်ပေါ်မှာတက်ပြီး၄ကောင်ရင်ထိုးတော့နတ်သမီးတွေရှုံးပြီးတော့နတ်ပြည်မပြန်နိုင်ဘူးအခုတည်းကလူကြီးနတ်သမီးတိုင်းရယ်လို့ရှိသေးတာကိုကိုရစီရေဘာလဲကိုရဆန်းရဲ့ယခုတလောသတင်းစာဖတ်လိုက်ရတယ်ဗျဘယ်လိုများဖတ်လိုက်ရတော့ကိုရဆန်းကျုပ်တို့မြန်မာပြည်ကြီးမှာလေချောင်းကာကွယ်ရေးကတဲ့ဗျယောဂီတေသေးဟာတဲဤပေါက်ပါလားဗျဒါဖြင့်ရေချောင်းကာကွယ်ရေးဆိုရင်လွတ်လပ်ရေးစီးစေးကြီးဟာအန်နဝါငွေပြုံးကရေတကုံလွတ်တယ်လို့နေမှာပေါ့အခုတကဘာလုံးအရေးကြီးတာကရန်သူများလေရင်များနဲ့ညအခါလာပြီးဘုံကျဲလိမ့်မယ်တဲ့ဗျအဲ့ဒါလို့ဘုံကျဲရင်တစ်လုံး၅ဘဲနဲ့ကောက်ရောင်းရရင်မကောင်းဘူးလားမိုက်ပါပြီးတော့ရံသူကျဲတာကငါးပဲတံဘုံမဟုတ်ဘူးတဲ့ဆယ်ပြားတံရေခတ်တဲ့ဘုံအဲ့ဒါလို့ဘုံလာကျဲတော့မြို့ကိုဖြောက်တဲ့နီးဆိုပြီးမှောင်ချလိမ့်မယ်ဒီအခါအရပ်ပလိတ်လုတ်ပြီးတော့မင်းသမီးလူပြိုစကားပြောရရင်မကောင်းဘူးလားဗျာဟဲ့အရပ်ပလိတ်ဆိုတာကရက်ရွာစောင့်ရှောက်ရတာမတော်တာမကြမ်းရတာမဟုတ်ဘူးမှောင်ကြတဲ့အခါလူဆိုးများမနှိမ့်တဲ့ရအောင်ကြည့်ရှုပြီးမှအလွယ်ကလေးအလစ်ပစ္စည်းတုတ်လာခဲ့ရတယ်တော်လေချောင်းကာကွယ်ရေးဘက်ကဟောတခင်လာနေတယ်ဟဲ့နားထောင်လာပြောတခင်ကြွပါမောင်နာဆင်းနေမောင်နာဆန်းလားထိုင်မှာတခင်လက်ဖက်ရည်တောက်ပါအောင်လားဟိုကိစ္စမရှိဘူးကျွန်တော်ဒုက္ခမရှာနဲ့တောက်ပါအာနာမနေပါနဲ့ဟဲ့ကာလက်ဖက်ရည်တစ်ခွက်ယူရစမ်းနွားနုနဲ့တရားမထည့်နဲ့ဟိုရင်နွေးပဲမားလိုက်ပါသခင်မီးရချမ်းထားနေလို့ဒီလိုပဲစားသားတက်ရသလားအဲ့သခင်ကလေဘူးထားလို့အချိုးနဲ့မတည့်ဘူးဆိုအခုတော့ပျောက်ပါပြီအချိုးမှားခြင်းမှားလိုက်တောက်ဝင်တယ်ဟိုသခင်ကအချိုးတောက်ခြင်းမနေကျွန်တော်မနီနေနေတယ်သခင်ရဲ့ဟောမင်းတို့လူပြတ်သေးနဲ့ဖောင်းရတာဒီဖမပြေမှာခလာရောက်ထားတဲ့အတူတူပဲဖမပြေခလာရောက်တာပဲနဲ့တုန်းတခင်ခလာများလည်းပဲဖမလုတ်တဲ့မုံတော်ကိုသူတို့စားပြက်မှကြောက်လို့မစားဘူးတဲ့ဒီကလားလုတ်တဲ့မုံကြတော့မင်းတို့အားလုံးစားတယ်မဟုတ်လားယွန်ရကောင်းကြဖွင်းကလားလုတ်တာကြိုက်ရမယ်ဆိုဓာတ်ဆန်သားအကြိုက်ဆုံးပဲဟောဘာကြောင့်မောင်မင်းသိတယ်လဲဟိုသူယူထားတဲ့မိန်းမကူကအတလမမိုးမိုးကဲမရကြီးသခင်ရဲ့ဟိုဒါတွေပြောမနေနဲ့အခုဒီကနေ့မင်းတို့7 နာရီက9 နာရီအထိမှောင်ချမလို့မောင်တက်စီကဘယ်လိုခုညီမလဲရက်ရွာမှောင်ချတဲ့အခါကျတော့ကျွန်တော်တာဝန်ကတရောထိုးပြီးတော့တချင်းဆိုနေမှာပဲဟိုဒီလိုမလုပ်ပါနဲ့ကိုဝါဒနဲ့ကိုမောင်တက်ဆန်ကတော့ဒီမှောင်ချတဲ့အခါဘယ်လိုစောင့်ရှောက်မလဲလို့ကျွန်တော်ကတော့အယိုးကြေကြေအရေခန့်ခန့်မှောင်ချတဲ့အချိန်ဘေးယူနေမှာပေါ့ဗျာ
အဲ့ဒီလိုသခင်ကအကူရတဲ့လူတွေရှားနေတာဟေး ဟိုကောင်းပြီမင်းတို့အရက်ပလေးလုတ်ပြီးတော့ကူညီဆောက်ရှောက်ပါခွဲ အရင်ပလိကူညီတောက်လျှောက်ချင်တာကစီကံဥပဒေနားမလဲဘူးသခင်ရဲ့ စီခါဥပဒေကျွန်တော်ပြောပြမယ်ဒီလိုပထမအချက်ပဲအုပ်အော်ဆွဲလိုက်တဲ့နဲ့တပြိုင်နက်တည်းငြိမ်ဝပြီးပြဆိုတာနေရမယ် ဟုတ်ကဲ့ မိကိုညှိမ့်လိုက်ရမယ် ဟုတ်ကဲ့တခင် ဘာမှစကားမပြောရဘူးစူးစူးပူပူမလုပ်ရဘူး ဟုတ်ကဲ့ ကုံကုံစကားပြောလိုက်မယ်မင်းတို့ချောင်းဆိုးချင်တာတောင်အီးမပေါက်ရဘူး ဒါပြင်စိတ်ကြတာပြန်တော့အော်ဆွဲလိုက်တဲ့တပြိုင်တည်းကျွန်တော်အိတ်နေမယ်ဟာဟဲ့ငါမင်းရင်လေ အမလေးကြီးသမီးစားနေလို့ပါရှင်ဖျောင်းနိုင်ပြီးလေထိုးထားတာပါရှင် ဖျောင်းနေပြီတင်တာဘာမင်းမထွန်းနိုင်ငင်းလိုက် ဘာဖြစ်လို့နေရမလဲကျမတို့မိတ်ကလေးတွေကြီးနေရတာရှင် ဟဲ့တို့အရက်ပလိတို့စကားနားမထောင်ဘူးလားဟင်တို့စကားနားမထောင်ရင်နင့်ဒဏ်တက်ရမယ်စီတပကားနဲ့ကြက်ဦးတလုံးယူခဲ့ ရှင်တို့အရာပခဏခဏချုပ်တော့တော်တော်ကြာမှောက်ချရတာနဲ့တော်တော်ကြာဘာချရတာနဲ့ညာချရတာနဲ့ အမဘာချနဲ့ညာချတာညာချအောင်နင့်ငါဘယ်တော့မှမဟုတ်ဝဲကျွေးဘူးလို့တော့ မဟုတ်ပါကျွမ်းအသိမှသိရမှာလားရှင်ရှင်တို့မတကားသိခေါ်ရင်ကျမရဲမိပါတယ်ရှင် တော်စကားများမနေနဲ့မိတာညှိနှိုင်း အမလေးကြီးကမိရညှင်းလိုက်ရပါထမင်းလေးတော့ထမင်းလေးတစ်လုံးကိုဖျောက်အောင်မစားရဘူး ဟဲ့နာနေ မနိုးရင်နာနေ ဟဲ့အခုလိုမောင်ညနားတဲ့အခါမှာမင်းသမီးများစိန်တို့ရင်တက်လူရရင်မကောင်းဘူးလားဟဲ့ ဟင်အကောင်းသားပဲဒါပြင်ရမင်းလက်နေတောင်ပြီးပင်ငါတရှင်တွား လိုက်သွားလူအောင်ဟဲ့ အမလေးတော်လာကြပါဦးလားကျမကိုလူပါတယ်တော်လက်ကောက်တွေပါသွားပါပြီအရာတော့ခိုင်းတာပါဦးတော့ ဘာဖြစ်တော့ဘာဖြစ်တော့ဒုံနဲ့ခောက်ပါခဲနဲ့ရိုက်ဟာဘာအမလို့နဲ့ငါရေးဟာဘယ်နဲ့ဖြစ်တော့ပြဿနာမအောင်ဟဲ့ပြဿ အမ နာ လေးလူနှစ်ယောက်တက်ဆွဲပါတယ်ရှင်ဒီနားလေးတွေရှိပါသေးတယ်ဘဲမှမသွားပါဘူးရှိပါသေးတယ်ကြည့်ကြပါဦးရှင် လူမြင်မှတ်မိပါမလားဟဲ့ ဟာဒီလောက်ပေါင်းနေတဲ့ဥစ္စာဘယ်မှမိပါမလို့မောင်သားစီရ အမလေးကျမမှတ်မိပါတယ်ရှင်ယောက်ျားကြီးပါကတုံးကြီးကိုပြောင်းလို့သပင်းနဲ့ဖြူလို့ကျမတွေ့လိုက်ပါတယ်ရှင် ဟောတန်းတော့ကတုံးကြီးပြောင်းလို့တပင်ဖြူနေရင်အေကနာသိန်းကြီးစေးကမျက်မမြင်တဲ့သူပဲဟဲ့ အော်မျက်စိမမြင်တဲ့လူကလူနိုင်မှာမလားမောင်သားစီရတွက်ချပါတာလေဖြတ်တဲ့လူဆိုရင်ဟုတ်ကောင်းဟုတ်လေအောင် အမလေးကြည့်ကြပါဦးရှင်ကျမအိမ်ကြီးတွေလည်းပြဲလို့လုံးကြီးတွေလည်းစုပ်လို့မြင်လို့ကောင်းကြသေးရလားရှင် ဟယ်လိုလူကလေးဘာဖြစ်နေတယ်လဲဘာဖြစ်နေတယ်လဲ ဘာပြရမှာတော့တခင်မောင်ချလို့ဟောကောင်မလေးအခုမောင်ချတော့မယ်လက်ကောက်ဖြဲပြီးလူယူသွားတာခဏုံးမုံနဲ့လည်းကုန်ပြီ ဟိုခိစ္စမရှိဘူးခိတာကလေးဆိုင်မှာ10မိနစ်ပဲလုံတော့တယ်မီးလင်းတော့မယ်ဟောလင်းပြီလင်းလာပြီမင်းကလေးဘာဖြစ်တယ်လဲမှန်ပြောစမ်း အော်အချက်ပေးလိုက်တော့ဒီတရားလုံးမိတွေငိမ့်သွားပါတယ်ရှင်မိတွေငိမ့်တော့လူနှစ်ယောက်တက်လာပြီကျမကိုမိငိမ့်ခိုင်းတယ်ရှင် မင်းငင်းခိုင်းတယ် မိလာငိမ့်ရလူတဲ့လူတာပါဒီလူနှစ်ယောက်နဲ့တူတာပါပဲရှင်ကျမဟာတွေလူသွားတာ အလိုဖရားရေကိုချို့နဲ့တီဘယ်နဲ့လုံတော့မောင်သားစီရေ ဒီတစ်ခါမှခွက်တော့တာပဲလေခက်တော့တာပဲ ခက်တော့တာပဲ အ လို့ ရ ပါ ပ ကွယ် လိတ်လို့ရတာဖြင့်တို့ဖြင့်အပြင်းဆုံး15နှစ်တော့ကြာလိမ့်မယ်ထင်တယ် မင်းတို့ရောင်းချီလို့ကျွန်တော်ခိုင်းတယ်မင်းတို့ဒီလိုပဲလူရလားနှစ်ယောက်စလုံးခတ်ကိုလိုက်ခဲ့ပါ ဟုတ်ပါတယ်သခင်သူတို့နှစ်ယောက်ပါပဲမိလဲငိမ့်ရသူတို့နှစ်ယောက်ပဲရှိတာသူတို့လူတာပါပဲသခင်ရဲ့ ကျွန်တော်မိန်းမသာပြောလိုက်ကြပါခင်ဗျာဥပြာစီကငွေ90သွားမတောင်းနဲ့ကိုငွေမဟုတ်ဘူးလို့ ဟဲ့တပည့်ဘာတော့ဆရာရေလောက်ပါကွာ ဘာလို့ဆရာရဲ့ ခိုင်မင်းကလည်းစာမတငါလည်းစာမတအလောက်တိုင်မရှိတာနဲ့ရှမ်းပြေကတက်ပြီးလာလိုက်တာငါဒီလိုနေလို့တော့မဖြစ်ဘူးငါကသင်္ကန်းဝင်မယ်မင်းကကြောင်းသားလို့ ကောင်းတယ် ခိုင်ဟောရှေ့ကလက်စခန်းချပြီးနေတာနွားဝင်ခိုးကွာနွားပြောက်လို့သူတို့လိုက်ရှာဘေးရင်လာမေးရင်ထမင်းတက်လို့တော့စားရမှာပဲတကယ်ချင်း အဲ့ဒါကောင်းတယ်ဆရာ ခိုင်သွားပြီတော့ကွာ အလိုခဏလေးအိမ်နေလိုက်တာနွားပြောက်သွားပါဦးလားကယောနွားပဲရောက်သွားပါလိမ့်မလို့ဟဲ့ ဆရာကြီး အေး ဘာဖြစ်လို့လဲ နွားပြောက်လို့လိုက်ရှာတယ်လေ နွားပြောက်လို့လား အေး နွားပြောက်ရင်ကျုပ်တို့ဗမာဖုန်းကြီးကသိပေတယ်မှနဲ့သွားမေးပါလားဗျ ဟာဘယ်မလဲလိုက်ပြပါလေ လာ အေး တကယ်ချင်းဘယ်နာဖွက်တာ ဟောခြုံထဲမှာဖွက်ပြစ်ခဲ့တယ် ခြုံထက်ဖွက်ပြီကလား အေး တကားကြီးဘာကိစ္စတော့ အနွားပြောက်လို့ဘေးရင်လာမေးပါတယ်ဖေဟာ အော်နွားပြောက်လို့ အမဖေဟာ ကောင်းပြီတောင်ရက်ကင6ချောင်းအနောက်ရက်ကငပိကျက်မြောက်ရက်ကိုအရှာထွက်မြောက်ရရမယ်ရှိလေသွားရှာကြည့်တော့ အမဖေဟာအာမြောက်ရတွေ့ပါပြီဖေဟာတွေ့ပါပြီဖေဟာ အော်သောဝါကြီး3000နဲ့ရွှေကွင်းပြောက်သွားတယ်အဲ့ဒါဗမာဖုန်းကြီးကလည်းသိပေတယ်မှန်တဲ့သွားပေတယ်မေးရတော့မှာပဲလေ
တကားကြီးလားဘာကိစ္စတော့ မှန်ပါဗျာသဘောကြီး3000နဲ့ရွှေခွင့်ပြောက်သွားပါဗျာဘေးတင်ဟောတော်မူပါဗျာဆိုဝမ်း3000တော်မူတဲ့ရွှေကွန်းကိုပျောက်ထားကဘေးနဲ့ဟောရမယ်လား မှန်ပါဗျာကောင်းပြီနှက်ဖြင်ငါကြတော့ဟောမယ်ဟောနှက်ငါပြန်ပြီးတော့ဗျာယေရှုပါဗျာတပည့်ရေဘာဆရာကြီးလောက်ပါဆရာရေမင်းတို့ငါတို့အရင်တခါနွားကိုခိုးပြီးတော့ကိုဘေးနဲ့ဟောတာအဲ့ဒါအဟုတ်ဘေးတင်တတ်တယ်ထင်ပြီးအခုစော်ဝါးကြီးကရွှေကွန်းကိုပျောက်တာဘေးနဲ့ဟောရမယ်တဲ့အဲ့ဒါခက်တယ်စိတ်ပြက်စရာပဲကွာတတ်နိုင်ဘူးကွာအချိန်ကလည်းမလှဘူးเจ้าမော်ကအကြံယူရင်းတို့အိတ်လိုက်ကြအောင်ဆိုလေခိုးစားလာတာကြာပြီဒီတခါရွှေကွန်းကိုခိုးရတာငါစိတ်လေးလိုက်ပါပြီတော့တယ်ဘာမှဖုန်းကြီးကလည်းဘေးတင်အမတန်မှန်နေတဲ့ငါအများအတဟောနေရင်တော့ခက်တော့မယ်ကြောင်အောက်ကခြောင်ပြီးတော့နားထောင်မှာပဲလေတပည့်ရေဆရာရေဟဲ့နှက်ဖြင်ငါကြတော့ရွှေကွန်းကိုပျောက်တာဟောရတော့မယ်ဟုတ်တယ်တတ်နိုင်ငါကံမဲအောက်မရတော့တာပဲကွယ်ဒါပေါ့ငါနာမည်အတပြောနေပါဗောလားဟင်သို့တော်လည်းပဲကြောင်မော်တက်ပြီးတော့တောင်းမှဥမှာပဲလေဆရာတော်ဖေဟာဆရာတော်ဖေဟာဟဲ့ဘာလဲအချိန်မရှိမှကြောင်မော်တက်လာတပည့်တော်ရွှေကွန်းအောင်ခိုးတဲ့ငကန်ဆိုတာပါဖေဟာရွှေကွန်းခိုးတဲ့ငကန်ဆိုတာနင်းလားတပည့်တော်ပါဖေဟာကိုယ်မှသာနင်းတက်တောင်းမှကလေးမတောင်းမှငယ်နင်းအသက်ခံရမှာနားလေလားတင်ပါဖေဟာငါဘေးရင်တွက်ကြည့်လိုက်တာငကန်ဆိုတာအတက်ကိုငါဘေးရင်နဲ့ထွက်တယ်ကျောင်းအောက်ကကြားပါတယ်ဖေဟာရွှေကွန်းယူခဲ့တင်ပါဖေဟာရောပါဖေဟာကပ်ပါဖေဟာနင်လို့ကြောင်းသွားပြီတော့ချမ်းသာပေးပါဖေဟာဆရာရေနေရာကြလိုက်တာကွာစိတ်ပြက်ပြက်နဲ့ညီးလိုက်တာတခိုးနာမယ်ညီးမိရဖြစ်နေတာအဲ့ဒါတခိုးကရွှေကွန်းကိုလာပြီးတယ်ကုသိုလ်ပေါ်ဆရာရဲ့ငကန်ကိုင်းတတ်နိုင်မှုကွာမင်းကြောက်နေခဲ့ငါဟောနှမ်းသွားမယ်ကောင်းပါပြီကိုင်းတကားတော်ရင်မြင့်ရှင်ဘုရားရွှေကွန်းရရင်ကျင်းတ်ပါတခိုးတော့ကဖွင့်မပြောပြရစီနဲ့တော့မှန်ပါကျေးဇူးတင်ပါဗျာလို့တော့တပည့်တော်လျှောက်ထားပြရစီဗျာကိုင်းဘာများလို့လျှောက်ထားကြတရားဓုလေးများနာလိုပါဗျာတရားဓုတရားများနာကျင်တယ်လားမှန်ပါဗျာကောင်းပြီနှက်ဖြင်ငါကြတော့ကြောင်းကကြွကြပြီတော့နော်ကျုပ်သွားအောင်မယ်တပည့်ဆရာကြီးခက်တော့တာပဲကွာမင်းကလည်းစာမတငါကလည်းစာမတတရားဓုတရားများဟောရမယ်တဲ့စိတ်ပြက်လို့ညီးနေလို့တော့နေရာမကြဘူးကြိုက်တော့ကြကထွက်ပြီးအကြံယူကြအောင်ဆိုကွာဟေးကိုရှိကဖြူးနေဆိုတာဘာတုန်းကဂျိုးပြန်သွားတာဖေ။အဲ့ဒီဖြူးနေဆိုတာမှတ်ခဲ့စမ်းကွာ။မှတ်ပြီးပြီ။ဟာတစ်ပြမောကစီနဲ့ဘာတုန်းကစာကလေးတွေအစာခွန်းတာဖေ။အဲ့ဒါမှတ်ခဲ့စမ်းကွာ။မှတ်ပြီးပြီ။ဟာရှိကဇွက်ခနဲ့ဆိုတာဘာတုန်းကဟာရည်တဲ့ခုံချတာဖေ။အဲ့ဒီဇွက်ခနဲ့ဆိုတာမှတ်ခဲ့စမ်းကွာ။မှတ်ပြီးပြီ။ဟာဟိုကဝေယုံကြားတိုးလို့တွဲလောင်းနေဘာတွေတော့ငပြုတ်သခွားတွေပြီးနေတာဖေ။အဲ့ဒါမှတ်ခဲ့စမ်းကွာ။မှတ်ပြီးပြီ။ဟဲ့ကိုရှိကဝန်းဝါတွေကဘာတွေတော့ဝင်နွားတွေအစာစားနေတာဖေ။အဲ့ဒါမှတ်ခဲ့စမ်းကွာ။မှတ်ပြီးပြီ။ကဲတတ်နိုင်ဘူးကွာ။ဒါဒီမှတ်မိရလားဟဲ့မှတ်မိပြီဖေအဲ့ဒါတရားလို့ဟောရတော့မှာပဲကွာကောင်းတာပဲဒါဟဲ့ကြောက်သွားကြဟာဆရာတော်ဖေကြွလာပြီလာကြဟဲ့တရားနာရအောင်တကားတော်များရောက်နေတာကြားလာမလားကြားလာပါဖေတရားပြင်မောကြွတော်မူပါဖေတိုက်ကတော့ကြဩကာဒါရပါလို့ရပါဗျာဖြူစီဇွဲဟာဝေယုံမင်းဝေယုံညာငပြုတ်တခွားကသီးတဲ့နဲ့ဟာဝင်းဝါငါကြောင်နွားကဖြစ်လေဘာတော့လောင်နာလားကြောင်နာလားကလေးပါဖေဘာကလေးတို့ညက်စွာဖေတရားတော့ကောင်းကောင်းမွန်မွန်ဟောနေတာဟီဟာမဟုတ်ဘူးတင်ပါဖေရမဖြစ်လားဟာတရားနာနေတော့ရွှေလင်မ9ချက်ပျောက်သွားလို့ဘေးတင်ဟောပါဦးဖေရွှေလင်မ9ချက်ပျောက်သွားပါဖေရွှေလင်မပျောက်ပြန်ပြီတင်ပါဖေကခဏထိုင်အောင်ပြတပည့်ဆရာရဲ့ဟာဒီဘေဒင်ကပြင်တို့အသက်မသိမရှင်းဘေဒင်ကပြင်တတ်နေမှာပဲကွာအဲ့ဒါခက်တယ်ဆရာရဲ့ဒီဘေဒင်တော့လက်စတုံးမှာပဲဟိဘယ်နဲ့လုပ်မလဲငါကဟောနှမ်းသွားမယ်မင်းကနေပြီးစတိုက်မီးနဲ့ရှုဟောစာရအောင်ယူပါလေဆိုမင်းကမရဘူးသာអော်ပြီးတော့အဲ့ဒါကောင်းတယ်တိုက်ငါသွားပြီဟေ့တပည့်ရေဟောစာရအောင်ယူပါရဲ့မရဘူးဆရာရဲ့မရဘူးအမေလေးဟောစာရအောင်ယူပါဟဲ့မရဘူးဖေမရဘူးတကားတော့ရင်မြင့်ရှင်ဖေအမတန်မှန်းနဲ့ဆိုပြီးကြည်ညိုနေတာဟောစာတွေလည်းမီးတယ်ပါကုန်ပြီးကျုပ်ပြင်မဟောနိုင်တော့ဘူးဗျမှန်ပါအားငယ်တော့ဘာနဲ့ပါဗျာကိုတော်လူထွက်ပြီးတော့အိမ်ရမင်းသားတို့အစင်းနဲ့ဆောင်းရွက်တဲ့ယူပါသမိတော်နဲ့လက်ထပ်ပန်းဗျာတက်လုံးစီးမလာတဲ့ပိုင်းမီရောဒီယနေ့လူထွက်ပြီးတော့မိမယူရမယ်ဆိုမတော်ဘူးထင်ပါတယ်တကားကြီးရဲ့ရှမ်းလူမျိုးကတခွန်းကနှစ်ခွန်းမပြောပါဗျာတပည့်ရေဆရာရေကိုင်လူထွက်လူတော့ပါမလားဒါလောက်တော့စာမတတ်ပေမတတ်နဲ့ရှောက်ပြီးလိမ့်နေတဲ့လူထွက်တာလူကြပါမယ်သေရင်လည်းမြေကြီးရှင်ရင်လည်းရွှေကြီးရဲရင်မင်းဖြစ်ဆိုတာငါတို့တန်တုပြတာပဲတကယ်ကြီးဟုတ်တယ်